အားလုံးမင်္ဂလာပါကျမတို့14ရက်နေ့မှာအချိန်နော်14ရက်နေ့မှာအချိန်ပြောမယ်အချိန်ကတော့ကျမတို့နော်14ရက်နေ့မှာအချိန်ပြောမယ်အချိန်က9အချိန်9 3နော်အချိန်က9 3ဟုတ်ပြီအဲ့တော့14ရက်နေ့အတွက်နော်14ရက်နေ့အချိန်က9 3အဲ့မှာကတ်မယ်1ခွန်8 9 3ည1ခွန်8 9 3ညအဲ့နဲ့ကတ်မယ်ပြီးရင်အဲ့ဒီ1ခွန်8 9 3ညခွေမယ်ဒါတွေကတဏီကုံသုံးမယ်နော်တဏီကုံသုံးမယ်အရာတွေနောက်တစ်ခုကကြတော့ BK သမားတွေရေက BK လိုင်းသီးတန့်ညီသွားတဲ့သူတွေကကြတော့ဟာပေါ့တေးကြမှာကျွန်မပြောထားရလေတေးကြမှာသွားတဲ့သူက1ဒါမှမဟုတ်ရင်1 break 1ပတ်နေတဲ့သူတွေက1 break ကိုထည့်ရမယ်ဒါတေးကြအခုတေးကြတာ break ရလည်းပြီးသွားဆိုတောက်ကြရောက်ပြီဟုတ်အဲ့တော့အဲ့ဒီ1ပတ်တဲ့သူတွေက1 break ပါထည့်ပြီးဆက်သွားရတယ်အဲ့လိုမဟုတ်ဘူးဗျာအဲ့လိုမဟုတ်ဘူးငါတို့ကတော့ BK ပဲသွားမှာနော် BK သီးတန့်မယ်သွားမှာအဲ့တော့ခဏနော်ကြောင်းအရှင်ပြတ်သွားတယ်နော်ဟုတ်ပြီအဲ့တော့ကိုရီးယား break ပဲနော် break သီးတန့် line ရေပဲသွားမယ် break ပဲသွားတာကျန်တာမလုပ်ဘူးအဲ့တော့အဲ့ break သမားတွေကဘာလုပ်မှာလဲဆိုရင်ခုတောက်ကြမှာ main break က3နော် main break က3 break အရန်ထည့်ရမယ်6 break 1 break နော်6 break 1 break ကအရန်ထည့်ရမယ်နော်6 break 1 break ကအရန်ထည့်ရမယ် main break ကတော့3 break ရှင်းလာတော့မသိဘူးဟိုဟာလေရှုပ်ကုန်မှလည်းဆိုလို့ပြန်ပြောပြမယ်နော်တေးကြကျွန်မပြောထားတယ်တစ်တလုံးတစ်ပတ်ပေါ့နော်တစ်တလုံးဒါမှမဟုတ်ရင်1 break လာမယ်အဲ့တော့တစ်လိုက်နေတဲ့သူတွေက1 break ပါထည့်ရမယ်နော်တစ်ကိုစော့ရတဲ့သူတွေက1 break ပါထည့်ရမယ်ဟုတ်ပြီဒီတောက်ကြနေကြမှာ BK ကိုပဲသွားကျင်ပါတယ် break ကိုပဲသွားကျင်ပါတယ်ဆိုရင်တော့3 break ကို main ထားမယ်6 break 1 break ကအရန်ထည့်ပေးအဲ့လိုမဟုတ်ပါဘူးနေ့တိုင်းကိုပဲ3ကျင်ပါတယ်ဆိုတော့သူများကတော့စောစောကကျွန်မပြောတဲ့နေ့တိုင်းကိုပဲ3